Skiba and in a say, Chana Jelly, Pijamaris, yeah. Okay, Dimikon Gone, Erotro, Pibime, no? The Skiba ga a call manga squeegee, Ravalu Core. Damio Joro di Skibarima, Joro di Anidi, Pepsi, Saini Pepsi, Joro di Rabia, Biali Boma, Joro Sali di Jitate. Miadapie, Yamanangama Wene, da Joro. The Niama solution 65,000 Joro, Yitate. Na, do ye the Rabbi Gable. Damio same solution, Joroga, the Munia Muridima, Joro, some D, Quinese of your Sayid had. Arajara, the squeegee Skivalo Kore, Nine Senia, Joro Bagwale solution, 2 years, Joro, Ma Jomu Ane, a dome bubo, General Quachadi, Shivare, no? အဲ့တော့အနီးကကျွန်တော်တို့အစိမ့်ထက်သူကပြော့တယ်ပို့ပြောတဲ့အတွက်ကြောင့်သူကစေးအကြများတယ်ပေါ့လीနော်သူတစ်ဖြင့်အဝိထေဒီပိတ်ပတီပေါ်မှာရိုက်တဲ့ခါမှာစကေပါအနီးကိုကျွန်တော်တို့ပို့ပြီးတော့သုံးကြပါတယ်အင်းထူထူကြကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနီးကိုအသုံးများကြပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ကအစိမ်းကကြတော့အနီးထက်စားလို့ရှိရင်ပို့ပြီးတော့မာတယ်ပို့ပြီးတော့မာတဲ့အခါကျတော့စေးအကြနဲတယ်ပေါ့လीနော်ဒါကြောင့်သူကဒီဒေးfine ဖြစ်တယ်ပေါ့အနုစိတ်ဒီဇိုင်းနေကျွန်တော်တို့ပုံဖော်ရိုင်းနေတဲ့အခါမှာအစိမ်းကိုကျွန်တော်တို့အသုံးများကြပါတယ်နော်ဒီအနီရောင်ကကျွန်တော်တို့အထက်တစ်စက်ရိုက်လိုက်မှာဆိုလို့ရှိရင်အသုံးများတယ်အစိမ်းကကြတော့ကျွန်တော်တို့ဒီ fine line နေဒီ design နေအသေးစိတ်ပုံဖော်ခြင်းတဲ့အခါမှာဒါအစိမ်းကိုအသုံးများပါတယ်နော်ဒါဆိုလို့ရှိရင်တော့ဒီ squeegee ဒီ skiver ရဲ့အနီနဲ့အစိမ်းကွာခြားချက်နဲ့အသုံးပြုပုံအကျိုးရှိမယ်လို့ထင်ပါတယ်โอเคသိချင်တဲ့မေးခွန်းလေးတွေရှိတယ်ဆိုလို့ရှိရင် comment ရအောင်ပါမေးမြန်းခဲ့ပါကျွန်တော်ကတော့ကဘာသစ်တစ်စဲတင်တဲ့ကြောင့်ရဲ့ founder and trainer ဆရာကိုလေးဝင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်